ကားလေးနေဟုတ်တယ်ဘယ်သွားတတ်မှာလဲပြောဒီတစ်ပတ်ကတော့တွန်တေးကံပဲ့လမ်းဆောင်ကတပိတ်ဆိုင်မှာသွားပြီးတပိတ်တောက်ကြအောင်ပေါ့နော်ဒါဒီလူကလည်းဖိုင်းနေဆိုတော့သွားကြမယ်ပေါ့စနေငါသားဆိုတော့တက်ကြွနေတော့နင်းတော့အသေးတန်တက်ကိုရှိသူတက်ဟောကနာကိုကတော့ဘလောက်မှမနေရသေးဘူးကနာရဟောဟဲဖြစ်နေပြီဗျာပန်းစရန်ကရင်တော့ဟိုဘက်ဒလာဘက်ကိုကူးမှာပေါ့နော်ဒလာဇက်ပေါ့ခေါ်မှာပေါ့အဲ့ရနဲ့ကူးကြမှာပေါ့ဇက်လည်းအခုမှဒါပထမဆုံးစီးမှာပေါ့ဒလာဘက်လည်းတစ်ခေါက်မှလည်းမရောက်ဘူးအဲကြောင့်မို့လိုက်စီးတာအိမ်ရရင်တော့9နာရီထွက်လာတာပေါ့နော်ဒလာစိတ်ကန်းရောက်တော့9နာရီ45လောက်ပြီပေါ့တမောက6နာရီမှထွက်မှာဆိုတော့စောက်ပြီးတော့ဓာတ်ပုံလေးပါလေးရိုက်ကြတော့ဗျာကိုဖုန်းလေးကိုထုတ်ပြီးတော့ခုကစားစုနေတော့ဟိုတနေ့ရတယ်ကိုယ်သေးပါဘူးဦးညာကိုယ်တော့မကိုယ်သေးတပည့်တော့တောက်ကြမယ်ဆိုတော့လိုက်လာတော့ဒလာလည်းကိုလည်းတစ်ခေါက်မှမရောက်ဘူးရှောင်းလင်းလင်းနဲ့ဟောလုံးသွားတယ်ရှိတယ်။ဖေဘောကတက်စီးဆိုခုကဒီရက်နဲ့ဆိုတယ်။ဒီရက်ဆိုတာဒီမတော်ဘူးဒီရက်မှာ။ပေါ်စံမပြေတော့ခါနဲ့ကမရှိလို့ခုကစားထိုးလိုက်ပြီးတင်မောခေါ်မလားဇက်ခေါ်မလား6နာရီဆိုတော့ရောက်လာပြီပေါ့နော်ကန်နေတာဒီတင်မောဝတ်တက်ကြရှူကင်းလေးရလှတော့ဗောနော်မနက်ပိုင်းလေးဆိုတော့အဲတော့ကိုဖုန်းလေးကိုထုတ်ပြီးတော့ဗီဒီယိုလေးတက်ပုံလေးရိုက်တာဗောဗျာရိုက်ပြီးတော့ဗာညာဗောပြည်ပဲလေဟာတပိတ်တိုင်းမှာဒီလိုသွားတောက်မှာဝင်းနေရှင်ပါတယ်ဒီနေ့ဝင်းရှင်ပါတယ်ကိုယ်တော့လားမွေးနေ့ချင်းတော့ပြောင်းဒီတော့ဒီမကြည့်တော့ပြည့်တဲ့ဇာတ်မျိုးတွေပြန်ပြောတောက်ဖို့သွားတာပဲဘိုက်ကစားတော့ကော်ဖီတင်မောမှာတောက်လိုက်ကော်ဖီတရားတစ်ခွက်စီပြင်တောက်လိုက်တယ်တင်မောမှာလည်းသပိတ်စီးတဲ့ပုံကူကြီးတွေတွေ့တယ်ဗျာသူတို့ကတော့ဘယ်သွားမယ်ညာသွားမယ်နဲ့လိုက်မလားခေါ်တယ်ကိုရီးယားအခြေမရှိလို့မလိုက်တော့ပါဘူးကိုဦးကျော်ရှိတဲ့ဟာတော့ဘယ်လိုခေါ်လဲတော့ကျွန်တော်လည်းမသိဘူးဇက်လာတင်မောလာပါလာတော့မသိဘူးစီးတော့စီးနေတာပြန်တော့ဒီလေးကျွန်တော်နေတော့လိုက်တော့မတော်တော့
နာကားပြတယ်ဆိုတော့ဒလာဘတ်ချမ်းတော့ရောက်ပြီဗျာချောင်းတယ်လင်းနဲ့တော့သွားအောင်မှာပဲဘာမှမသိဘူး ကျွန်တော်တို့ရောက်နေတာဒလာမျိုးပါခင်ဗျာဆောင်းနိုင်တယ်ဆရာကြီးကိုယ်တော့ပြောရဲဒီလောက်6:20ရောက်တယ် ကျွန်တော်ဒလာမျိုးရောက်နေပါပြီဗျာဒလာမျိုး တုတ်တယ်သူတို့ တော့ပါပြီလား မင်္ဂလာပါ ဒလာပါ ဟုတ်မင်္ဂလာပါအဲ့တော့ငှက်အောင်ဆန်းကလေးလူငယ်ပြည်ပြည်အကြောင်းကိုမုတ်သွားလူကြမှာဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့တော့မဟုတ်ပါဘူးသူများအဖွဲ့သွားမှာပါဦးကြီးလိုက်သွားတော့မှာသို့ ဆွေးနွေးခြင်းနဲ့ဆိုလို့လေ
တိုင်းနေပြီအဲ့တော့နည်းနည်းဖယ်ပေးတာဝတ်ကူလို့ဘာလို့ရပြီလေတော်ပြီလေဆက်ဆက်ကပြပါပြီစိတ်ကြီးခံလို့ဒါတဲ့ဝက်ကျူးတော့လုံးကြောက်နေတာတရားလည်းဆက်နေပို့လိုက်မယ်ပို့လိုက်ဟုတ်တယ်ပို့တော့လောက်တော့လားHey bro, မောနေပြီလား
ဒါဘယ်ကိုပြန်သွားတာဒီဘက်ကဟမ်တုံးသေးတာလား ဘယ်နဲ့တော့နိုင်လာရောသူတို့ရှာပေးတာလေ ဟမ်ဘာလဲကြိုက်နေမှာဘယ်လိုဖြစ်တာလဲအမလေးဟဲ့ဒီလောက်ကြိုက်လေးကိုများ ငါဘိုက်ဆိုင်你要你，我那就是那贵呗，对呀。不是贵要买的。你要不他妈都没弄。 လို့ပါ 太好了。ဒါကတော့ကျွန်တော်တို့ခွဲတော့ပေါ့နော်သူရဲ့အခုတောင်မင်းကမယူခင်သူ့အမေဆိုပြီးပေးခဲ့တယ်လေရှေ့ကရှိတယ်ဆိုတဲ့နေရာပေါ့အဲသူကလိုက်ကြည့်ဆိုလို့ကျွန်တော်လိုက်ကြည့်တာပေါ့ဗျာ သွားဒီကောင်တပ်ပုံတေချာရိုက်ပြီးပြန်တယ်ကျွန်တော်တို့အခုဒီအမျိုးအစားကနေကစုံရဲ့အညွတ်လာခူးစားပါခင်ဗျာကျွန်တော်ဆရာရှိရွာဒီကစုံနေခူးနေပါဒါဆို organic ရန်ကုန်ကသူမရောက်တော့ရမယ်ခူးတော့ဟိုမှာစေးချီဒီစီးနေပါ
တိုင်းကိုစားတယ်ဟုတ်ရရတယ်နည်းဒီမှာညွန့်နေ ဒီပြီးတော့ဆွဲရတာပဲ ဒါဟုတ် အဲ့ဒါမင်း ဒီမှာဒီပြောပေါ်တာမင်းရတယ် တိုက်နေတယ် အေးအဲ့မင်းတို့ဒီတိုင်းမှာ ဒီနားမှာပဲရှိတယ်ကဟိုမှာမရှိဘူးကြာ ဟိုဟိုပါလို့ဓာတ်မပါလာဘူးမြင်မာတယ်ဟုတ်တူးထုတ်လိုက်လို့ရတယ်ကျွန်တော်ပါလို့မင်းတော့ကတူးတိုက်လို့ရဟုတ် ပြောကြတာပဲဒီလိုပဲစီးရစီးကောင်းတယ်မြန်စီးရရှာ လိုက်စပေးလိုက်ပြီးတော့တော့မှနေခဲ့လုံးနေလေဆိုပြီး तू ကဟုတ်ဆုံးပါ ကျွန်တော်ပြောပါလေသိရတယ် ဒီလူကမကောင်းဘူး ဒီလောက်လေးစီးရလေ
ခွာကြရည်လေရုပ်ကထိတ်မှာပဲဆောင်းလိုက်တော့